ဒီနေ့လူတွေတော်တော်များများမေးတတ်တဲ့မေးခွန်းပေါ့နော်ဘုရားသခင်ကိုမသိတဲ့သူတွေဘုရားသခင်ဘက်မှာလည်းပြပါလားဆိုပြီးတော့တချို့ကပေါ့နော်လောင်တယ်လို့ပြောင်းတယ်လို့နဲ့မေးတတ်ကြတယ်တကယ်တော့ဘုရားသခင်ကလူကိုမြင်တယ်လူကဘုရားသခင်ကိုမမြင်နိုင်တာကျွန်တော်တို့လူတွေလောကထဲမှာလူတွေသိတဲ့အရာတော်တော်များများကအမှားတယ်အပြစ်ထဲမှာကြာရောက်ပြီးတော့ပေါ့နော်အဝိဇ္ဇာအမောင်ဖုံးလွှမ်းပြီးတော့လူတွေကတော့အမှန်တယ်လို့ထင်နေတာတကယ်တော့အမှားထဲမှာလဲနေတာဘုရားသခင်မမြင်ရတာနဲ့မရှိဘူးလို့ပြောနေကြတာအမှားပဲလူကမမြင်နိုင်တာကျွန်တော်တို့ဇာတိမျက်စိနဲ့ဘုရားသခင်ကိုမမြင်နိုင်တော့လေဘုရားသခင်ကမရှိတာမဟုတ်ရှိဘုရားသခင်ဖြစ်တယ်နောက်တစ်ခုဘုရားသခင်ကတော့ဘုံတကူအနန္တနဲ့ခုနပြောသလိုတင်ဖို့အမိတ်ဆွေကဲဆိုပါဆိုတင်ဘုရားသခင်ကအရာကြီးမြတ်တဲ့ဘုရားကိုတွေ့ချင်တယ်တကယ်ပဲဘုရားသခင်ကတကယ်အဲ့လိုဘုံတကူအနန္တနဲ့လာတွေ့ရင်သင်ခံနိုင်မှာမဟုတ်ဘာကြောင့်လဲဘုရားကအရာသတ်ရှင်တယ်အရာဘုံတကူကြီးတဲ့အတွက်ကြောင့်မလို့သင်ကဘုရားဘုံကိုမခံနိုင်တဲ့အတွက်ကြောင့်သင်လဲပေမှာဘုရားကအလင်းမှာထွန်းတောက်တဲ့ဘုံအလင်းပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျမ်းစာထဲမှာတမန်တော်ဖြစ်သွားတဲ့ရှင်ပေါလုဆိုတာရှိတယ်သူကတမန်တော်ဖြစ်ခံမှာတစ်ချိန်တော့သခင်ယေရှုကိုစန့်ကျင်တာဒါပေမဲ့သခင်ယေရှုနဲ့ထိတ်ထိတ်တွေ့တဲ့အခါမှာအဲ့အလင်းတန်မခံတဲ့ကြောင့်သူ့ရဲ့စာတိမျက်စိကန်းသွားတာအဲ့မှာဂျူးလူမျိုးသူကဘင်္ဂါမင်အနွဲ့ဂျူး Israel သခင်ယေရှုစန့်ကျင်တဲ့သူဘာကြောင့်လဲဆိုတော့သူလောက်တာအမှန်လို့ထင်တယ်ဘုရားသခင်ယုံကြည်တဲ့သူတွေကိုဖြတ်စည်းဖို့လောက်တာဒါပေမဲ့ထိတ်ထိတ်တွေ့တဲ့အခါမှာသူမခံတဲ့မျက်စိကန်းသွားအဲ့ချိန်မှာသူနောင်တရပြီးတော့သူမှားတဲ့အကြောင်းသိသွားတာသခင်ယေရှုကတကယ်ပဲအသက်ရှင်နေရှင်ပြန်ထမြောက်တယ်ဆိုတာပေါ့အဲ့ဒီချိန်ကျမှသူယုံကြည်လက်ခံပြီးတော့အဲ့ဒီမှာသူရဲ့ဇာတိမျက်စိကန်းသွားတယ်သူရဲ့ဉာဏ်အလင်းတွေပြန်ရတယ်ပြီးတဲ့အခါမှာဘုရားသခင်ကိုယုံကြည်တဲ့သူနဲ့တယောက်နဲ့ပြန်လဲပြီးတော့ဒီသခင်ယေရှုကပဲသွားပါအာနနီဆိုတဲ့လူတပည့်တော်တယောက်ရှိတယ်သူဆူတောင်းပေးရင်တင်းမျက်စိပြန်မြင်စေမယ်တကယ်ပဲဆူတောင်းပေးတဲ့အခါမှာကန်းသွားတယ်ဒီပေါလုရဲ့မျက်စိကပြန်မြင်လာပြောချင်တာဘုရားဘုန်းတကူလူကမခံနိုင်ဘူးမမြင်ရမရှိတာမဟုတ်ရှိတယ်လူကမမြင်နိုင်တာဘာကြောင့်လဲအပြစ်ထဲမှာနစ်သွားတယ်အဝိဇ္ဇာအမောင်ဖုံးလွှမ်းတယ်မြန်မာစကားယူသုံးရအမောင်ဖုံးလွှမ်းအမောင်အရာဖုံးလွှမ်းဘုရားမမြင်နိုင်တော့ကျွန်တော်လောကထဲမှာကြည့်ပါလူမျက်စိကအဝိမမြင်တာပြောမလို့ယောဂပိုးတွေတောင်မှပဲမမြင်နိုင်ဘူးလေကျွန်တော်လူမျက်စိကအဲ့လောက်ထိအောင်တကယ်တော့လူတွေသိတယ်တချို့အရာတွေအမားတွေဖြစ်တယ်နောက်တစ်ခုတချို့ကမြင်ရတဲ့အရာတွေကမှန်မလားတချို့လူတွေလောက်ထားတဲ့ရုပ်ထုတွေလေမြေကြီးကိုအုပ်လုပ်ပြီးတော့ဖုတ်ပြီးတော့ဘုရားဆိုလောက်ထားတယ်တစ်သားကိုဘုရားလောက်ထားတယ်ကြောက်တွေကိုဘုရားလောက်ထားတယ်ရွှေတွေငွေတွေကိုဘုရားအဲ့ဒါကိုဘုရားဟုတ်လို့လားမဟုတ်ပါဘူးအဲ့ဒါအတူရောအာရှမှာဆိုအများဆုံးပဲညောင်စစ်မှန်တဲ့ဘုရားကဘုံတကူအနန္တနဲ့ရှိတယ်ဗျာဒီကြောင့်ဖျက်ခြင်းခံရတဲ့တမန်တော်ရှင်ယောဟန်ကြီးတော်မှာတခင်ယေရှုအသေးခရှင်များထမ်းကောင်းကင်တက်ကြွသွားပြီးနောက်တစ်ချိန်သူ့ကိုဖော်ပြဖွင့်ပြတဲ့အခါမခံနိုင်ဘူးမျက်လုံးတော်ကမီးရှံခဲ့လို့ဝဖျားရဘုံတကူတခင်ယေရှုတော့ပြန်တွေ့တာနော်ရှင်များထမ်းပြီးတဲ့အခါမှာတခင်ယေရှုကသူ့ဘုံကိုသူပြန်ပြီးတော့ပြန်ယူတာပေါ့ပြောမယ်ဆိုရင်လူစားတိခံရတော့ကန့်တက်ထားတယ်ဒါပေမဲ့ရှင်များထမ်းတဲ့မှာကန့်တက်ဖြစ်တော့ဘုံတကူနဲ့ပြန်ထင်ရှားတဲ့အခါမှာရှင်ယောဟန်ကမခံနိုင်တော့သိမတက်ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ပြန်ပြီးတော့သူ့ကိုခွန်အားပြန်ပေးပြီးတော့ဘုရားကသူ့ကိုပြန်ထူတယ်ခင်ယေရှုကပေါ့နော်အဲ့ဒီခါကျမှသူကအသက်ရှင်ပြီးတော့ခွန်အားကိုပြန်ရတာဖြစ်တယ်အဲကြောင့်လူကဘာမှမဟုတ်ဘူးတချို့လူတွေကလှောင်ပြောနေတင်ဘုရားသခင်ကိုတင်ရှာရုံမရှိတိုင်းသွားပြောင်းနေနော်အဲ့ဒါကတင်းအတွက်အမင်္ဂလာဖြစ်လိမ့်မယ်ဒုဘုရားသခင်ယေရှုခရစ်ဖြစ်တယ်ယေရှုခရစ်ဒီဘုရားသခင်ဖြစ်တယ်ဆိုတာဒါမှန်သောသစ္စာတရားဖြစ်တယ်အဲ့မဲ့တင်ဆုတောင်းရင်နှလုံးသားတွေကတကယ်မြင်ခြင်းနဲ့တနည်းနည်းအားဖြင့်ဘုရားသခင်ကိုတွေ့ခြင်းနဲ့ဆုတောင်းကြည့်ပါသူကန့်တက်ပြီးတော့တနည်းနည်းအားဖြင့်အသက်ရှင်ကြောင်းကိုသက်သေထူပါလိမ့်မယ်ဆိုတဲ့အကြောင်းလေးကိုလည်းအဆုံးမှာပြောပြပါတယ်